စပိန်ယထာအသက်ပြေးဆွဲတာကိုနင်ကပုံမှန်ယထာနဲ့မော်လမြိုင်ဘာသွားလောက်တာလဲဆိုဒီတိုင်းပဲသွားလဲချင်လို့ကိုသွားလဲတာပါယထာစီးချင်လို့ကိုသွားလဲတာပါမော်လမြိုင်ရောက်မှဒုက္ခရောက်တာတော့မတတ်နိုင်ဘူးပေါ့လေအရင်မဝဲဘူးလားဘူတိုင်းနဲ့အခုကတော့ DMU ယထာအသက်ကြီးနဲ့မော်လမြိုင်ကနေရန်ကုန်ကိုပြန်ပါမယ်တခါတော့မလာသေးပါဘူးပေါ့နော်ဒီမှာထိုးထားတယ်ဒီရှုလာထိုးမှာပေါ့အခုအပြန်ကြတော့မင်းဆိုကဒီအစ်စ်ပြေးဆွဲထားတဲ့ရန်ကုန်မော်လမြိုင်ဒီအိရထားဒီရံနဲ့ပြန်မှာပေါ့နော်သူကကြတော့ခီးချိန်ကမော်လမြိုင်ကနေရန်ကုန်ထိ9နိုင်လောက်ပဲကြားတယ်ညနေ6နိုင်လောက်ဆိုလို့ရှိရင်ရန်ကုန်ရောက်ပြီပေါ့မနေ့တော့မေဆိုးကပုံမှန်ယထာစီးလာတာ8နိုင်ဖက်9နိုင်လောက်ကြတယ်ဆိုတော့ဘယ်လိုကွာခြားမှုတွေရှိလဲဆိုတာကိုလည်းသိချင်ပါတယ်ဒီခီးစဉ်ကိုလည်းမေဆိုးနဲ့တူတူလိုက်ပြီးတော့ကြည့်ပါဦးမနေ့ကတည်းကမိုးစက်တိုက်ရွာလို့ဘီလဲမှာဆိုလို့ရှိရင်ရေနည်းနည်းကြော်နေပြီလို့ကြားထားတယ်ယထာတော့ထွက်လို့ရလို့ဒါသူထွက်တာနေမှာပေါ့နော်အချိန်တွေတော့တစ်ချက်ကြည့်ရပါအောင်မယ်ရှင်ယထာတစ်ခေတ်ပြန်ထပြီးတော့အလို့ရက်စီးနေကြတဲ့စပိန်ယထာအသက် DMU ဆိုတာဒီဟာပါပဲရှင်ကျမလည်းဒီယထာယူစီးချင်လို့မော်လမြိုင်ထီကိုရောက်အောင်လာခဲ့တာပေါ့နော်ယထာလက်မှတ်ကတော့မေဆိုကအသွားပြန်ဝယ်ထားတာပေါ့နော် ORTP Railway website ကနေဝယ်တာပါလက်မှတ်ကတော့16000ဝန်းကျင်လောက်ပဲရှိမှထင်တယ်သိမမှတ်မိတော့ပါဘူးသူကတပတ်ကြိုတင်ပြီးတော့ဝယ်ရပါတယ်မေဆိုကတော့ပထမတန်းမှာဝယ်ထားပါတော့ဘာလို့ပထမတန်းဝယ်တာလဲဆိုတော့တက်တန်းမှာနေရာမရှိတော့လို့ပထမတန်းမှာဝယ်လိုက်တာဖြစ်ပါတယ်တွဲတစ်ကရှေ့လားဟုတ်ဘူးဒါတစ်ဒါဟုတ်လားတစ်30တွဲနှစ်လားတစ်တစ်လားတစ်ကတည်းကဒီကောင်တစ်ကဟာဆို30အေး30အေးနော်30အေးတော့မကြည့်လားဟာတွေ့ပြီတစ်ဒါကဖားနေတယ်စပိန်ယထာအသက် DMU ကစုစုပေါင်းတွဲ8တွဲပေါ့နော်ပထမတန်းတွဲ4တွဲနောက်တစ်ခါအထက်တန်းလည်းတွဲ4တွဲဒီပထမတန်းကခုံတွေကကြတော့မျက်နှာချင်းဆိုင်ခုံတွေအထက်တန်းကြတော့ဒီတယောက်ထိုင်ခုံလေးတွေပေါ့နော်အထက်တန်းပို့ပြီးတော့အဆင်ပြေတယ်ပထမတန်းကြတော့လေလူတအားတိုးဝင်နေရတာပေါ့လူတွေလည်းမျက်နှာချင်းဆိုင်ဆိုတော့တငယ်ချင်းတွေနဲ့သွားရင်တော့အဆင်ပြေတယ်ကိုတယောက်တည်းသွားတယ်ဆိုလို့ရှိရင်တော့နည်းနည်းတော့စိတ်အနှောက်အယှက်ဖြစ်ရတာပေါ့လေပထမတန်းကမျက်နှာချင်းဆိုင်တွေထိုင်ရတဲ့ခါကျတော့အထုပ်ပိုးတွေလည်းကိုယ့်ရဲ့ရှိမှာပဲခြာကြတယ်အဲ့ဒီတော့ခြေဆန့်စရာနေရာကကြကြဝန်းဝန်းတော့မရှိဘူးပေါ့ကွယ်ဒါတင်ကြမလမြိုင်ရနေရန်စတင်ပြီးတော့ထွက်သွားနေရပြီကြာလို့ချင်းတော့6နာရီလောက်တော့ကြာမယ်ပေါ့နော်လမ်းမှာဘူတာ9ဘူတာလောက်မှရမ်းမယ်ဈာဘူတာပေါ့နော်အဲ့ဒီ9ဘူတာမှာလည်းတနေရာကို3မိနစ်စီလောက်ရမ်းမယ်ပေါ့နော်ရထားပေါ်မှာတော့အကုန်လုံးကတော့ဒီမိုးရွာတဲ့ခါကျတော့ဒီပေါင်းမှန်းနေတစ်ဆက်ရှုခင်းနေကိုအရင်ရှင်းလင်းတော့မမြင်ရဘူးပေါ့နော်ခုမြင်နေရတဲ့ကျွန်းလေးကအဲ့ဒါခေါင်းစီကျွန်းပေါ့နော်တကယ်တမ်းချိန်ရမယ်ဆိုလို့ရှိရင်အဲ့ဒီနေရာကိုလေလီနဲ့ကူးပြီးတော့တွက်လိုက်လို့ရတယ်မြေဆိုတော့မရောက်ခဲ့ဘူးပေါ့နော်ရှီတော့မိုးတအားရွာလို့ထင်တယ်တော်တော်လေးကိုရှီတက်နေတွိုင်းလောက်ပါနော်တွိုင်းလက်ကတော့တော်တော်လေးတန့်တယ်ဘာတကားပါโอเคဒါကတော့လောလောဆယ်တော့ဒီဟာတွိုင်းလက်ကလေ
ည်းတော့ယထာပြေးဆွဲတာဘယ်လောက်ကြာတယ်တော့maybe နှစ်ပတ်လောက်ရှိမှာနော်အခုတော့လည်းသွားလာတာအနက်သိမကောင်းတော့ကြာလို့ရှိရင်တော့ဒီထက်ပိုဆုံးမဲ့လို့ထင်ပါတယ်ညာတော့ဒီအဲ့လိုပဲ ဒီရှေ့ကအန်ဒီတွေကိုလည်းမေးကြည့်တော့လေသူတို့ကလည်းယထာအပျော်စီကြတာတဲ့ရှေ့ကတုန်းကဆိုလို့ရှိရင်ယထာတွေကအရန်ရှားတယ်ဗောနော်ခရီးတစ်ခုတွားဖို့ဆိုလို့ရှိရင်လည်းတိတ်မလွယ်ဘူးလူရက်ပြီးတော့စီကြရတာဗောသမီးတို့ခက်ဆိုလို့ရှိရင်ကံကောင်းကြတယ်တဲ့အမြန်ယထာတွေပေါ်တယ်ယထာလည်းတက်တက်နဲ့စီရတယ်ဘလောက်ကံကောင်းလဲလို့ပြောနေတာဗောနော်ဘိုက်စာလို့လေဟိုဟာမုံနေရလဲဟိုပုံမှန်ရထားလို့လာရောင်းတာတွေမရှိတော့မုံရှိရစီကိုအမြန်လိုက်သွားပြီးတော့စားတယ်ရှင်တကယ်တော့ကို့တွဲကိုလည်းလာရောင်းမှာဒါပေမဲ့မီဆိုကမစောင့်နိုင်တော့လို့အဲ့ဒီရဲ့ရောင်းတဲ့နေရာထိကိုသွားပြီးတော့ဝယ်စားတာအခုဖြတ်သွားရင်တွေ့နေရတဲ့နေရာတွေကကြတော့ဒါအထက်တန်းပေါ့နော်အထက်တန်းတွဲတွေမှာကြတော့လေထိုင်ရတာလဲတက်တာဖြစ်တယ်ပို့ပြီးတော့ကြဝန်းလည်းရှိတယ်လို့မီဆိုကတော့ထင်တယ်ခါစားဘူးတမနဲ့ကောဟုတ်တယ်မမဟွာကောကြီးရပါတော့ ပရီမီယာလောက်လေမမတပုနဲ့ဟွာနဲ့ဒါ4500ဟိုက1500 6000ပါရှင်လေးတောင်ကြောက်ကြကားလာရှမ်းလေးတောင်နဲ့ကြောက်ကြကားလာကြောက်ဟလာကျုံလုံးချက်လိုက်တော့ခဏနေဆိုလို့ရှိရင်တထုံတာကိုစိုက်မှာပေါ့နော်အရင်ပုံမှန်ရထားတွေတော့မှကြာတော့ဒီကတပူတာတက်စင်ဆိုလို့ရှိရင်ဈေးတဲ့တွေကတက်ကြောင်းကြတယ်ဒီရထားကကျတော့အနှံ့ပြင်းတဲ့အစားအသောက်တွေလည်းယူလို့မရဘူးတချို့ကတော့ထမင်းထုတ်တွေတဲ့ကြတာပေါ့နော်ဒါပေမဲ့အနှံ့ပြင်းတဲ့အစားအသောက်တွေမရဘူးရထားပေါ်မှာကအောက်ဆွဲပြုတ်လို့ဘူးလေးရဲ့နောက်တစ်ခါကော်ဖီလေးရဲ့ရောင်းတာအဲ့လိုရှိရပေါ့မဆိုဟိုဘက်ကိုသွားကြည့်တဲ့ခါကျမှလေသူကအထက်တန်းနဲ့တခုံလေးလည်းတွေ့ရပါတော့ပြီးတော့ဒီနေ့ချင်းဆိုင်မဟုတ်ပဲနဲ့ပောက်ကိုပြီးတဲ့ခါမှာခိုင်လေးလည်းတွေ့တယ်အမေဆိုကော်ဖီရဲ့ဟွာရဲ့မှာပေါ့နော်အဲ့ဒီပါပဲတော့လက်ခုံတွေမှာကြတော့လေအေးဆေးလေးလို့ကိုတင်စရာခုံချက်အခုဒါဆိုမင်းဆိုဘယ်တော့တင်လို့ပြရမှာမသိဘူးအထားလည်းလောက်တော့သူများခုံပေါ်မှာဖိတ်မှလည်းကြောက်ရတယ်နည်းနည်းတော့ဟောဖြစ်တယ်ခုစနစ်ခွဲတနိုင်ကြော်လာပြီဆိုတော့ခါကျတော့ဘိုက်လဲစားနေပြီဆိုတော့ခောက်ဆွဲပဲစားရရှိတော့ခောက်ဆွဲပဲစားလို့ရှင်တနိုင်နော်ခဲလည်းမဟုတ်တော့ခုံစရာအကြောင်းလည်းမရှိတော့အရန်တော့မလုပ်ရန်တော့မဖိတ်ပါဘူးနေ့လယ်2 နာရီ 3 နာရီလောက်ကြာတော့မုတ်6ချမ်းတွေရောင်းတဲ့ service လေးထပ်လာတယ်ပေါ့နော်ဒီယထာပေါ်မှာကလေကိုစားပြီးသားအမိုက်တွေကိုအသုံးပြုပြီးသားအမိုက်တွေကိုပြစ်ဖို့လဲစိတ်မပူရဘူးသူကတွဲတိုင်းမှာအမိုက်ကန်အကြီးတွေပါတယ်အမိုက်ကန်တွေမှာပြည့်သွားပြီဆိုလို့ရှိရင်လဲစိတ်ပူစရာမလိုဘူးပေါ့နော်ဒီဝန်ထမ်းတွေကအမိုက်အိတ်ကြီးတွေနဲ့အမိုက်ပြစ်စရာရှိသေးလားဆိုပြီးတော့တွဲတိုင်းမှာလိုက်ပြီးတော့တိမ့်မိတယ်အခုချိန်ကြီးယထာကြီးကတန့်ရှင်းပြီးတော့တက်ရက်နေတာအဲ့လိုမျိုးအမိုက်တွေတိတ်ချာလေးတိမ့်နိုင်လို့မီဆိုတော့ထင်ပါတယ်အခုကကြိုက်ထုတ်ဘူးတာကိုစိုက်တော့မှာပေါ့နော်ကြိုက်ထုတ်ဘက်ကိုဝင်လာတဲ့ချိန်မှာမိုးကတော့တိတ်သွားပြီဆိုတော့မိုးတိတ်သွားပြီဆိုတော့မြင်ကွင်းတွေကရှင်းရှင်းလေးမြင်လာရပြီတောင်တန်းတွေလဲကွင်းတွေကိုမြင်လာရပြီဒီယထာစီးတာရဲ့အာသာချက်ကကြတော့လေအရန်ကြီးစွစွညံ့ညံ့မရှိဘူးပေါ့နော်ယထာသံအပြင်ကနေဝင်တဲ့ယထာသံစွစွညံ့ညံ့မရှိဘူးဒီတွဲထဲကလူ
တွေရဲ့စကားပြောတာတော့နည်းနည်းတော့ရှိတာပေါ့နော်ဒါကတော့လူများတော့အဲ့လိုပဲဖြစ်တတ်ပါတယ်နောက်တစ်ခါလေးပိဆက်ကလူများပြီမဲ့လည်းနိုင်ငုံပဲအဲ့ဒါတော့အားသာချက်ပေါ့နော်ပုံမှန်ယထာပဲစီစီဒီအမြန်ယထာပဲစီစီဘေးကနေမြင်ရတဲ့ရှုမြော်ခင်းနေခြေလက်ဒေတာအလားပါတွေကတော့မပြောင်းမလဲပဲလားပါနေတာပါပဲရှင်ကျေးဇူးတင်ပါရှင်။ဒါကြောင့်လည်းဒီမှာပါလာတဲ့ထားဟာတိတ်ကြီးရဲ့ဘူရာမှာ6ခွန်လာလေးဖြစ်ပါတယ်။ရှေ့ဆိုင်ရောက်တဲ့ဘူရာမှာမကုန်းဘူရာဖြစ်ပါတယ်ရှင်။တိတ်ကြီးရဲ့ဘူရာမှာမကုန်းဘူရာတို့အချောင်းလုံးတဲ့တနိုင်းနဲ့တဲ့ကြားမှာဖြစ်ပါတယ်ရှင်။ မီဆိုးကမော်လမြိုင်ကိုလာတော့ကတော့ပုံမှန်ယထာနဲ့လာတယ်အပြန်ကြတော့ DMU စပိန်ယထာအသစ်ကြီးနဲ့ပြန်တယ်ပေါ့နော်ယထာစီရချမ်းတူတူဆိုပေမဲ့ဘေးကနေမြင်ရတဲ့ကျေးလက်ရှုမြော်ခင်းတွေကလည်းအတူတူဆိုပေမဲ့မတူတာက vibe လို့ထင်ပါတယ်ပုံမှန်ယထာစီတော့အကြတော့သဘာဝဆန်တဲ့အရာသာကိုရပြီးတော့ဒီအေကွန်ယထာကြတော့နည်းနည်းလေးတဘာဝနဲ့ကိုနဲ့ဂျားထဲမှာတစ်ခုခုချလိုက်တဲ့ပုံမျိုးဆိုတော့မြင်နေပါတော့ဒါပေမဲ့မြန်ဆန်ပြီးလွယ်ကူတဲ့တတောင့်တတရှိတဲ့ဟော်ဒီစပိန်ယထာအသစ်ကြီးကိုပဲဘယ်တော့ရွေးစီကြမှာပေါ့ရှင်ဘိုးတော့ရောက်ပြီနောက်ထပ်တိုးကြောင်ကလေးပြီးရင်ရန်ကုန်မူတိုင်းရောက်ပြီဒါရော်တိုင်း dry book မြတ်ထားတွေဆင်းမြင်လာတယ်လမ်းကြောင်းတက်တွေများလာတာနဲ့ဒီ dry book ကလည်းဒီ dry book မှာပေါ်နေတဲ့ပစ္စည်းတွေကအကုန်လန်းတဲ့ယူဖို့ဆောင်ရည်မှာအရေးပါတဲ့ကဏ္ဍဖြစ်တာပေါ့နော်ဒါကရော်တိုင်းထဲဝင်လာပြီ dry book ပါခုရန်ကုန်မြို့ထဲကိုဝင်လာပြီဆိုတော့လူတွေလည်းတချို့တွေလည်းဆင်းကုန်ကြပြီပေါ့နော်တချို့ကတော့ဘူတိုင်းမှာဆင်းမှာပါမိဆိုတော့ဘူတိုင်းမှာဆင်းမှာချိန်က9နာရီခွဲဆိုတော့သိချတဲ့ဘူတိုင်းရုပ်ရောက်တဲ့ချိန်ကညနေ6နာရီပေါ့နော်ဆိုတော့ဒီဆိုရရန်ကုန်မော်လမြိုင်ရန်ကုန်ခီးစဉ်ကိုရထားနဲ့သွားတဲ့ခီးစဉ်ကတော့ဒီမှာလည်းပြီးပါပြီဒီခီးစဉ်ကိုကျင်းတ်လားဆိုလို့ရှိရင်တော့ကျင်းတ်ပါတယ်ကိုယ့်ရဲ့အဓိကရွယ်ချက်ကယထာနဲ့ခီးသွားချင်တဲ့ရွယ်ချက်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီရွယ်ချက်ကြီးအောင်မြင်သွားတယ်ပေါ့နော်နောက်ထပ်လည်းယထာနဲ့သွားဖြစ်မဲ့ခီးစဉ်တွေရှိပါအောင်မယ်ပေါ့နော်သဘောကျသွားလို့လေဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးခီးစဉ်အစအဆုံးကိုလိုက်ကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်Like the sun, like the sun.